လောက်တာဆိုအောက်ကကြည့်ရတော့မြေုံထုတ်ပြီးသားပြင်မှရှင်းတယ်အပြင်ကကြည့်ရရပါလိုက်သဘောလောက်ရရပါကွက်တီလိုက်ပြီးတော့လုပ်ကြမှာဒီလိုရိုက်တယ်ဆိုတော့သဘောပေါက်ပါနဲ့နှစ်ကြောင်းထားရတယ်တစ်ကြောင်းပဲတက်ဟိုအရှိဆုံးမှာတက်ချက်ကုန်တယ်ဒီစလုံးနှစ်အခုကြာမှာတက်ချက်ကုန်တယ်ပြီးတော့မှလို့ချိန်တယ်ဆိုပြအကြံပြီးတော့အပြီးလို့ရှိရင်ဒီထိတ်ဆုံးအကြောင်းရန်ကားလူပြန်ဆိုထားနေပြီးအောက်ဆုံးလို့ဆက်လက်မှတ်လိုက်ဆက်လိုက်ပြီးလို့ရှိရင်ဒီမှာဒါကဟိုတက်ခုံတဲ့ကီးလေးပေါ့နော်ဒါဆိုလို့ရှိရင် left alignment ပေါ့ဘယ်ဘက်ချမ်းကိုအညီယူပြီးတော့သူကရွှေ့ပြီးတော့အဲ့တော့ဒီကောင်လေးနှိမ့်လိုက်ရင်ပုံစံပြောင်းဒါဆို center alignment နောက်ဆို right alignment ဒီကောင်ဆိုရင်left alignment အဲ့တော့ဒီကောင်လေး L ပုံစံလေးဖြစ်နေချိန်မှာယူပြီးရင်ဒီနာမ click တစ်ချက်နဲ့ပြီးနောက်ဒီနာမ click တစ်ချက်နဲ့ဘာလို့ကိုရွှေ့ကြည့်လိုက်အဲ့ဒါတက်စီကတက်ခုံထားတဲ့ဟာအကုန်လုံးကလိုက်ရွှေ့တယ်ဟုတ်Microsoft Word တို့အောင်မလိုက်တယ်မှာဟုတ်Microsoft Word တို့ page maker အောင်မလိုက်တက်ခုံအဲ့လိုပဲခုံတက်ခုံလဲဆိုတော့တခါလဲကိုစလုံးကိုရောက်ချင်တဲ့နေရာကိုတန်းရအောင်ပေါ့နော်